ပြေးနေဟေးထမင်းစားမယ်စားပါသမီးရဲ့တက်လောက်ပါပဲဘယ်ပြေးအောင်မှာတော့ငါတော့ရွာရိုးကိုပေါက်ရောက်တော့မှာပဲဒီဘက်လက် No ဟဲကောင်မလေးကဒီဘက်လက်ဆိုဟိုဘက်ကိုလှည့် No No အော်စားပါစို့360ပြည့်နေပြီတောင်းရဲ့ထမင်းစားလိုက်ပါဟောတော့နေဘူးလဲထမင်းနေလိုက်ကျွေးနေရတယ်နေကင်းကြောင်တော့ဟာမဟုတ်သေးပါဘူးတုံရဲ့ကဲလာနေဘူးလဲလားဟာမဖြစ်ဘူးခရီးသွားလာတော့လဲတုံအမြဲတောက်တဲ့ Nutrikit ဈေးဘူးကလည်းဟေးလောနဲ့ကြံခဲ့တယ်အော်ရှင်မမရလောက်တယ်တုံအဲ့ကြီးရေလာပါပြီရှင်တုံအမြဲတောက်နေတယ်လေ Nutrikit ဈေးဘူးရှိလားဒီမှာ မရှိဘူးနေဖန်နေရလဲလေလာမေးတယ်ညူဆွေကစ်ကိုလေတယောက်တယောက်လာမေးတယ်ငါစဉ်းစားလိုက်ပါဦးမဒီနေ့မနေ့ပုံတစ်ပုံရောက်လာတယ်သိလားအဲ့ကောင်ဘာပုံလဲမသိဘူး လုံးပါဦး အေးအဲ့တော့ဖွင့်ကြည့်လိုက်အောင်မယ်ပါလားမပါလားအေးမမဝါရေဒီမှာ YouTube ကဘုံကြီးလာရောက်လာပြီ တော်သေးတာဗောတုံကတော့လေ Nutrikit မရှိလုံးဝမဖြစ်ဘူး Nutrikit နဲ့မှာတုံလေးကလေတကယ်အစားစားတာနှုတ်ဖြတ်ထားတာလေနှစ်နှစ်မွေးနှစ်ပြီးရဲ့နောက်ပိုင်းမှာနှုတ်ဖြတ်ထားလေဒါလေးနဲ့ဆိုတော်အဆင်ပြေပဲမမဝိုင်ရဲ့တဲ့ရုပ်လေးလေမော်ကျုံမှာမမဝိုင်ကြော်ညာထားတယ် Nesco Nutrikit ပြန်ရောက်နေပြီနော်ပစ္စည်းလေးမပြတ်ခင်အမြန်ဆုံးလာဝယ်လိုက်တော့နော် Bye bye